ရလာရှာပေါ်မှာဆွဲချက်နေစီနဲ့ကျမရဲ့ special မဲတာအဆက်ကြော်နီတွေကိုအားလုံးသိအောင်မျှဝေပေးပြစေရှင်အရွတ်လုံးဝမပါတဲ့အသားကောင်းတာလေးတွေကိုအခုလိုမျိုးအနေတော်လေးတုံးပြီးရေးတခြားတန်းဆင်ထားပြလိုက်ပါမယ်ကဲရေးဆေးထားတဲ့အမဲသားလေးတွေကိုတော့အရသာအတွက်စားဟင်းကြုံမုံကြာညိုဘဲငတ်မြာကြီးအကျဲဂျင်းကျက်တူပြူထောင်းထားတဲ့အရေးလေးတွေကိုများများလေးညှစ်ထည့်မယ်ပြီးရင်တော့တခြားလေးသမောက်သွားအောင်လို့နေမယ်နေပြီးရင်ကတော့နိုင်ခွဲတနားရီလောက်ခဏနဲ့ထားပေးပါမယ်ဒါမှတော့အသားလေးအရသာဝင်ပြီးစားကောင်းမှာဖြစ်ပါတယ်နှက်ထားတဲ့အမဲသားလေးတွေရပြီဆိုရင်ကတော့မီးပူပေးပြီးတော့အခုလိုမျိုးတခြားလေးလိမ့်ပေးလိုက်ပါမယ်ရေလုံးဝမထည့်ပါဘူးသူ့အသားထွက်တဲ့ရေကတော်တော်များပါတယ်အဲ့ဒီရေလေးတွေခန်းသွားအောင်လို့တည်ထားပေးလိုက်ပါမယ်ရေလေးခန်းနေဆိုရင်ကတော့စီလေးကိုလောင်းထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်အနက်ရတာနဲ့ပြည့်စုံသွားအောင်လို့ဂျင်းနဲ့ကြက်တမျိုးထောင်းလာတဲ့ဟာလေးကိုပါထည့်လိုက်ပါမယ်ပြီးရင်တော့စီတက်ရွက်ကလေးထည့်မယ်ငရုတ်ဒီခွဲချမ်းလေးပါထည့်ပြီးတော့ခေချာလေးနဲ့ဆက်သွားအောင်လို့ကြော်ပေးလိုက်ပါမယ်နေ့တိုင်းဟင်းချက်ဖို့အချိန်မပေးနိုင်တဲ့သူတွေကြတော့အခုလိုအမဲဆက်ကြော်လေးကိုစီနှများနဲ့လေးနေအောင်ကြော်လို့ရှိရင်အထားခံပါတယ်အနက်လေးရယုံနဲ့ရင်ထမင်းဖြစ်ပူပူလေးနဲ့နယ်ဖက်စားချက်စရာကောင်းတဲ့ကျမရဲ့အမဲဆက်ကြော်အီအီလေးကိုအိမ်မှာအလွယ်တကူလိုက်ကြော်စားကြည့်လိုက်နော်